အဲ့ဒီတက်ကိုကြားရတဲ့အကြောင်းရင်းကလီယိုနယ်မက်ဆီနဲ့အများကြီးကိုဆိုင်တယ်လို့ကျွန်တော်ကထင်ပါတယ်အဲ့ဒီတက်ဖက်နဲ့တွေပေါ်မှာမက်ဆီရဲ့ပုံရိပ်ဆိုင်ရာ influencer အများကြီးပါတယ်လို့ကျွန်တော်ကမြင်ပါတယ်အဲ့ဒီတက်ဖက်နဲ့မျိုးရှိပါတယ်အဲ့ဒီတက်ဖက်နဲ့မျိုးတွေတဲကမှကျွန်တော်အကြိုက်ဆုံးကတော့ဆမ်ဘာဖက်နဲ့ဖြစ်ပါတယ်ဒီနေ့မှာတော့လူတွေကိုသဘောတွေ့သွားစေမယ်ဆမ်ဘာဖက်နဲ့အကြောင်းကိုကျွန်တော်ကရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတက်ဖက်နဲ့တွေထဲမှာလူကြိုက်များတဲ့ဖက်နဲ့ဆိုရင်တော့ဆမ်ဘာဖက်နဲ့ဖြစ်ပါတယ်သူ့ရဲ့ပုံစံကရိုးရှင်းပြီးတော့တော်တော်လေးကိုမိုက်ပါတယ်အများဆုံးဖြစ်မယ်လို့လည်းထင်ပါတယ်ကျွန်တော်အကြိုက်ဆုံးကတော့ဒီလိုအနက်ရောင်ဖက်နဲ့လေးပါဆမ်ဘာဖက်နဲ့မှာအဓိကအသုံးပြုရတဲ့အသားကတော့လေသာကပဲဖြစ်ပါတယ်လေသာကိုလည်း 100% အပြည့်သုံးပေးထားပါတယ်ဖက်နဲ့ပုံစံကတော့ပေါ်ပါပြီးတော့မှဝေးရတာလွယ်ပြီးအပြင်သွားမယ်ဆိုရင်လည်းဘယ်နေရာပဲသွားပေါ်ပါပြီးတော့မှစိတ်ကိုချုပ်ထွေးမှုမရှိနိုင်စေဘဲနဲ့လွတ်လပ်မှုဖြစ်စေပါတယ်ကျွန်တော်ကဘောင်းမီကိုအဝဝေပြီးတော့မှရှီတော့ကဖက်နက်ကတေးရွှွှွနဲ့ဒါမျိုးကစတိုင်ကြကြဖြစ်စေတယ်လို့ခံစားရပါတယ်ဖက်နက်ကစနီကာဆိုပေမဲ့လုံးဝကိုရိုးရှင်းပြီးတော့မှထားကြတယ်လို့ခံစားမှုရှိသေးပါတယ်တချို့ကယွန်းသွားမယ်ဆိုရင်တော့ဒါမျိုးဖက်နက်တွေကိုစီးတက်ကြပါတယ်ဖက်နက်ရဲ့ဈေးနှုန်းကတော့မြန်မာငွေနဲ့ဆိုရင်4000ခွဲ5000ကျားမှရှိတယ်အခုဈေးမှာဆိုရင်တော့9000အထိကိုတက်သွားပါပြီကျေးဇူးများတင်ပါတယ်